1384 ခုနှစ်ထိုရလာပြီကျော်6ရက်2023ခုနှစ်ဖေဖော်ဝါရီလ10ရက်တောက်ကြနေ့၌အွန်လိုင်းမှာဟောကြားအပ်သောအညာပြကရဏပฏิဝေဒဓမ္မကိုထုတ်ဖော်ပြောဆိုခြင်းအကြောင်းတရားဒေသနာတော်ဘုရားသာသနာတော်မှာအညာပြကရဏဆိုတဲ့ထုတ်ဖော်ပြောဆိုမှုဟာရှုပ်ဝဲထားလေးရှိကြတယ်အဲ့ဒါပါလဲဆိုရင်မြတ်စွာဘုရားစီကကမ္မထံတောင်းပြီးတဲ့အခါမှာကမ္မထံတရားကြိုးစားအထုတ်လို့ပေါ့ရောက်အောင်မြင်သွားလို့ပฏิဝေဒဓမ္မအရတ္တမေရတ္တဖို့ထီအောင်ရောက်ပြီဆိုရင်မြတ်စွာဘုရားရှေ့မှောက်မှာလာပြီးတော့ဤမျိုးစုံနဲ့ထုတ်ဖို့ပြောကြတယ်တချို့ကလည်းသွဲဝိုက်ပြီးတော့ပြောတယ်တချို့ကအတ္တိအလင်းထုတ်ဖို့ပြောတယ်များသောအားဖြင့်ပฏิဝေဒဓမ္မဆိုတာကိုထုတ်ပြောလေးမရှိကြဘူးလျှို့ဝှက်ထားလေးရှိကြတယ်လျှို့ဝှက်ထားလေးရှိတယ်တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်လို့တရားသူရပြီဆိုတာကိုဖွင့်ပြောလေးမရှိကြဘူးလို့ဆိုလို့တချို့နောက်ဆုံးအချိန်ကြမှာတေကနီးဆိုလို့ရှိရင်တော့ဖွင့်ပြောသွားတာရှိတယ်ကိုသိတဲ့တရားကိုလျှို့ဝှက်ထားလေးရှိကြတယ်အဲ့ဒါကိုအဓိကမအပိစ္ဆာလို့ခေါ်တယ်အဓိကမပฏิဝေဒဓမ္မထိုးရင်းရဲ့သိတဲ့တရားအဲ့ဒီထိုးရင်းသိတဲ့တရားကိုထုတ်ဖို့ပြောဆိုတာကိုအညာပြကရဏလို့ခေါ်တယ်အညာဆိုတာရတ္တမေရတ္တဖို့ပညာရဘုရားသာသနာတော်မှာအမြင့်ဆုံးအဆင့်ပေါ့အဲ့ဒီအမြင့်ဆုံးအဆင့်ဖြစ်တဲ့ရတ္တမေရတ္တဖို့ရတယ်ဆိုတာကိုပြောလို့မရှိကြဘူးရှုပ်ဝဲထားလေးရှိကြတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီရှုပ်ဝဲချက်ကိုနားမလဲတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ပေါ့နော်ဒါဟာထူးခြားတဲ့အရာဖြစ်မှတ်သားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ဇလံလေးတစ်ခုမှာပါတော့ဆိုရင်ရှမ်းတွေကသူတို့ရဲ့ဆရာသူတို့ရဲ့ဥပ္ပဇ္ဇေဆရာဤပြန်တော်မူကနီးအချိန်မှာတရားထုတရားမြတ်နဲ့ပတ်သက်ပြီးတော့ဘာတရားမြတ်ရတော့ဆိုတာကိုမေးတာအဲ့ဒါဘုရားသာသနာတော်မှာအရေးကြီးတဲ့မေးခွန်းပဲဖြစ်တဲ့ရှေးခေတ်ကဘာတရားထုကိုမြတ်ရထားတော့လို့ဆိုတဲ့မေးတဲ့မေးခွန်းအဲ့တော့မထေရကြီးတစ်ပါးကတရားအထုတ်တာသူရတာကအရူပဆံရတာဖြစ်တယ်အဲ့ဒါကိုယဟန္တာမဖြစ်သေးတော့သူကပြောရမှရှက်တယ်တွေ့တွေကမေးကြတဲ့အခါမှာသူကဗာပြောတော့ဆိုနတ္ထိကိဉ္စီလို့ပြောသွားတယ်မေးတဲ့အခါကျတော့ရှင်ဘုရားဗာတရားထုရတော့ဆိုနတ္ထိကိဉ္စီနတ္ထိကိဉ္စီဆိုတဲ့အဓိပ္ပာယ်ဘာလို့ဆိုရင်ကိဉ္စီဘာမြနတ္ထိမရှိဘူးဆိုတဲ့အဓိပ္ပာယ်ရအဲ့တော့သူတို့ဝဏ္ဏပတ်နဲ့ဖြစ်ကြတယ်ထိုးဆရာကြီးကဗာတရားမှရမသွားရှာဘူးဆိုပြီးတော့ဝဏ္ဏပတ်နဲ့ဖြစ်တယ်နောက်မြတ်စွာဘုရားလျှောက်တဲ့အခါကျတော့မှနတ္ထိကိဉ္စီဆိုတာဘာမှမရှိဘူးပြောတာမဟုတ်ဘူးအရူပဆံနေတယ်မယ်တတိယအဆင့်အကိဉ္စဉာယရဏဆံရတဲ့အကြောင်းကိုပြောတာအကိဉ္စဉာယရဏရဲ့ဆံရဲ့အာယုံကနတ္ထိကိဉ္စီ
အဲ့ဒါကိုရည်ညွှန်းပြီးတော့ပြောတာလို့အဲ့ဒါလည်းလေးရှိတယ်ပေါ့နော်အဲ့တော့အညာပြကရဏဆိုတာအရဟတဖို့ထုတ်ဖို့တာတရားတို့တရားမြတ်ကိုထုတ်ဖို့ပြောဆိုခြင်းဟာဘုရားသာသနာတော်မှာလျှို့ဝှက်လေးရှိကြတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီနေ့သုတိမသုတ်တံဆိုတာအလုံးကြားဖို့ကြလိမ့်မယ်အဲ့ဒီသုတိမသုတ်တံကိုဒါယူမှတ်သားကြည့်အောင်သုတိမဆိုတာပြပိုက်တူပဲဘုရားဘာသာမဟုတ်ဘူးသို့တော့မြတ်စွာဘုရားသာသနာတော်ကထူးခြားတဲ့တရားဓမ္မတွေရှိလို့ပဲဆိုပြီးတော့ရွေးချက်နဲ့တရားကိုတိတ်တဆိတ်တိတ်တခိုးလာပြီးတော့သင်ယူတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒါကိုသုတ်တံမှာဖော်ပြထားတယ်ရှင်နန္ဒမထေရမြတ်ပြောတဲ့ဏိကုံဏိထံစကားကိုနားထောင်ကြည့်အောင်တခါတော့ကမြတ်စွာဘုရားဟာရာဇဂိုမြို့ရှင်းတဲ့တွေကိုအစာကျွေးရဖြစ်တဲ့ဝေလူဝန်ကျောင်းတော်မှာသတင်းသုံးနေတယ်တဲ့အဲ့ဒီမြတ်စွာဘုရားဝေလူဝန်ကျောင်းမှာသတင်းသုံးနေတဲ့ချိန်ဟာမြတ်စွာဘုရားရဲ့ခုံအကြီးချင်းတွေရှမ်းရှမ်းတောက်ကြီးညိုတဲ့ပုဂ္ဂိုလ်တွေကလွန်များတယ်ပစ္စည်းစွန့်တင်ငံကျောင်းဆေးပစ္စည်းလေးပါအလုံးမပေါ်များတယ်ရဟန်းတန်ဃာတွေလည်းပဲထို့တူပဲစွန့်တင်ငံကျောင်းဆေးပစ္စည်းလေးပါတွေအမှန်တမ်းပေါ်များတယ်ထိုခေတ်ကပြည်သူပြည်သားအများစုရဲ့ယုံကြည်ကိုးကွယ်မှုခံရတယ်အဲ့တော့ဗုဒ္ဓသာသနာတော်ထွန်းကားလာတဲ့အခါမှာလူတွေအားလုံးကသိပြီးတော့ယူသေးကြတယ်လေးစားကြတယ်လှူကြတယ်တန်းကြတယ်အဲ့ဒီလိုဗုဒ္ဓသာသနာတော်ထွန်းကားလာတဲ့အခါမှာတခြားဘာသာဝါဒတွေမှာနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေကမေးမိန်ပြီးတော့စိတ်ဓာတ်တွေကြကုန်ကြသူတို့ကြောင့်သူတို့တရားကိုလာတာပဲပုဂ္ဂိုလ်မရှိဘူးသူတို့ကြောင့်နေလာမဲ့လူမရှိဘူးလူမဲ့တမ်းမဲ့လူမရှိဘူးအလုံးလူတွေကဘုရားဘာသာကိုစိတ်ဝင်စားပြီးတော့မြတ်စွာဘုရားနဲ့တန်ဃာတွေကိုသာလှူကြတာဖြစ်တယ်အဲ့ဒီအခြေအနေမျိုးဖြစ်ပေါ်ခဲ့တယ်ပေါ့အဲ့ဒီအချိန်မှာရာဇဂိုမြို့မှာပရိသတ်တွေပြပိုက်တွေကိုပြပိုက်နောက်လိုက်ပြပိုက်တွေနဲ့သုတိမဆိုတဲ့ပြပိုက်ခေါင်းဆောင်ရာဇဂိုမြို့မှာနေတာသင်္စယပိလထဗုဒ္ဓဆိုတာလည်းပဲပြိပါစကခေါင်းဆောင်ပဲရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့အလောင်းနေဟာအဲ့သင်္စယရဲ့ပြပိုက်ကျောင်းမှာနေထိုင်ခဲ့ဘူးတယ်အဲ့ဒီမှာပညာသင်ခဲ့ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်အဲ့တော့သုတိမကလည်းပဲပြပိုက်ကမျိုးကွဲများသည့်အတွက်ကြောင့်သူကသူသီးသန့်သူပိဋကနဲ့သူနေထိုင်တဲ့ပုဂ္ဂိုလ်တူပဲထင်ပေါ်ကြော်ကြားတဲ့ပြပိုက်တူဘာဖြစ်လို့လဲဆိုတော့သူကလူဘဝတော့ကပညာတတ်တယ်ဝေရကျမ်းတွေကိုတတ်တဲ့ပညာရှိပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်မို့သူရဲ့နောက်လိုက်ပြပိုက်တွေကသူ့ကိုဆရာအရာတင်ထားတော့သူတို့ရဲ့ပြပိုက်ကျောင်းကိုတရားဓမ္မတွေကမလာကြဘူးဆွန်းလောင်းလှူတာတွေလက်လက်ပါတွေဆွန်းလောင်းလှူတာမရှိတော့လက်လက်ပါတွေရှာပါတယ်ရှာပါတဲ့အခါကျတော့သူတို့ကြံမိကြံရကြံတဲ့အနေနဲ့သုတိမပြပိုက်ကိုဝိုင်းပြီးတော့တိုက်တွန်းကြတယ်ငါရှင်သုတိမလာပါယဟန်ဂေါရမစီသွားပြီးတော့တပိခံပြီးတော့ယဟန်ဂေါရမရဲ့တရားကိုသင်ယူပြီးတော့ပြပိုက်တွေကိုသင်ပေးပါအဲ့ဒီတရားကိုသင်ယူပြီးတဲ့အခါမှာကျွန်တော်တို့ဟာလူတွေကိုဟောပြောကြမယ်အဲ့ဒါလို့ဟောပြောလို့ရှိရင်
လူတွေရဲ့စိတ်ဝင်စားမှုဖြစ်လာလိမ့်မယ်သူတို့ကရဟန်းဂေါတမကထူးခြားတဲ့တရားတွေဟောပြောတတ်လို့အပြောဆိုကောင်းလို့နော်အယွတ်ဖတ်ကောင်းလို့ရဟန်းဂေါတမစီသွားတယ်လို့ဒီလိုထင်ကြတာအဲဒါကြောင့်ရဟန်းဂေါတမစီကနေစာပေတွေကိုသင်ယူပြီးတော့သူတို့ကိုတဆင့်ပို့ချပေးပါအဲ့ဒါလို့ဆိုလို့ရှိရင်သူတို့စီတဲ့တရားဓမ္မတွေကစိတ်ဝင်စားလာပြီးတော့သူတို့ပစ္စည်းလေးပါပေါ်များလာမှာဖြစ်တယ်လို့ကြံပေးကြတယ်ကြံပြီးတော့သူပရဝက်ကသူရဲ့နောက်လိုက်ပြိဿတ်တွေကိုလက်ခံပြီးတော့သူစဉ်းစားတယ်ဂေါတမဘုရားရဲ့တပည့်အနေနဲ့သွားပြီးတော့စာသွားသင်မယ်ပေါ့ဘယ်သူစီသွားရင်ကောင်းမလဲလို့ဆိုတော့ဂေါတမဗုဒ္ဓဟောသမျှတရားတွေကိုကြိုးစားပြီးတော့နာယူမှတ်သားတဲ့ပုဂ္ဂိုလ်ရှင်အနန္ဒာပဲဒါမို့ဘောဓုတဧတတဲ့မြတ်စွာဘုရားတရားတော်တွေများစွာသိတဲ့ရှင်အနန္ဒာဆိုတာသူတို့လည်းကြားဘူးကြတယ်ဒါကြောင့်မို့သူကရှင်အနန္ဒာစီသွားတယ်သွားပြီးတော့ရှင်အနန္ဒာကိုနှုတ်ဆက်စကားပြောပြီးတော့ရှင်အနန္ဒာကိုလျှောက်တယ်အစ္ဆမအာဟုသောအနန္ဒဣမသမိဓမ္မဝိနည်းဗျမစာရိဗျမစရိယံစရိတုံအရှင်အနန္ဒာတဲ့ကျွန်ုပ်ဟာဤဓမ္မဝိနည်းဂေါတမဗုဒ္ဓရဲ့အဆုံးအမသာသနာတော်မှာဝင်ရောက်ပြီးတော့မြတ်သောအကျင့်ကိုကျင့်ကြပါတယ်ရှင်အနန္ဒာစီသွားတော့ရှင်အနန္ဒာကသူ့ကိုအကဲခတ်တယ်အေးသူ့ဘာရွယ်ချက်လဲဆိုတာမသိတော့ဘုရားစီခေါ်သွားတယ်မြတ်စွာဘုရားသိလိမ့်မယ်ဆိုပြီးသူ့ဘုရားစီခေါ်သွားပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားဒီသုတိမပရပိုက်ကသာသနာပေါင်းဝင်ပြီးတော့မြတ်သောအကျင့်ကိုကျင့်ကျင်တယ်မှာတော့ဘုရားဘာသာဘုန်းကြီးလှုပ်ချင်တယ်ပေါ့နော်ဒီတရားတွေကိုဂေါတမဗုဒ္ဓဟောတဲ့တရားတွေကိုသူကိုယ်တိုင်ကျင့်နေပါတယ်လို့လာပြောပါတယ်တဲ့အဲ့လိုမြတ်စွာဘုရားကမြတ်စွာဘုရားကိုလျှောက်တဲ့အခါကျတော့မြတ်စွာဘုရားကတော့သူ့ဘာရည်ရွယ်ချက်နဲ့လာတဲ့ဆိုတာသိထားပြီးသားသို့တော့သူကလူညံ့မဟုတ်ဘူးလာတာကတော့ဒီဘုရားရဲ့အဆုံးအမတရားတော်တွေကိုတိတ်တဆိတ်လာရောက်သင်ယူဖို့ရည်ရွယ်ချက်နဲ့လာတာသို့တော့မြတ်စွာဘုရားကသူဟာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်အမှန်တရားကိုတွေ့သွားလို့ရှိရင်သူအခြေအနေတစ်ခုပြောင်းသွားမှာဖြစ်တယ်ဆိုတာကိုသိချသိလို့မြတ်စွာဘုရားကတေနာဟနန္ဒသုတိမဘဘစိတ်ထားတယ်အေးဒါဆိုလို့ရှိရင်သုတိမကိုရှင်းပြပေးလိုက်မြတ်စွာဘုရားကခွင့်ပေးလိုက်တဲ့အခါကျတော့ရှင်အနန္ဒာတို့ကသုတိမကိုကိုရင်ကြီးကိုပေးလိုက်တယ်ပြီးတဲ့အခါကျတော့ယဟန်ခံပေးလိုက်ကြတယ်ဟောယဟန်ခံပေးလိုက်ကြတယ်အဲ့တော့သူကဘုရားသာသနာတော်မှာရှင်ဖြစ်ယဟန်ဖြစ်ကိုရရှိသွားတယ်မြတ်စွာဘုရားရဲ့တရားတွေနဲ့ပတ်သက်ပြီးရှုပ်ဝဲချက်ရှိမလားသူကသင်တာရှားတယ်အဲ့တော့ယဟန်ဒီမြတ်စွာဘုရားလာတိုင်းသူကတိတ်တဆိတ်လိုက်ပြီးနားထောင်တယ်ဘာတွေပြောကြတာတော့ဘာတွေပြောကြတာတော့သူကသိချင်ရှုပ်ဝဲချက်တွေဘာတွေရှိတယ်လဲဆိုသိချင်အဲ့တော့ဒီနေ့တော့များစွာသောယဟန်တော်တွေဟာမြတ်စွာဘုရားစီရောက်လာကြတယ်ထုံးစံကဝါဆိုဥကာလမှာဘုရားစီယဟန်တွေကရောက်လာပြီးတော့ကမ္မထံတောင်းကြတယ်ကမ္မထံတောင်းပြီးတော့မိမိတို့နှစ်သက်မြတ်တို့ရအရက်ဖက်ကိုသွားပြီးတော့ဝါတွင်းကာလမှာတရားထုတ်ကြတယ်ဝါကျွတ်ပြီးဆိုရင်မြတ်စွာဘုရားစီပြန်ရောက်လာကြမြတ်စွာဘုရားစီပြန်ရောက်လာပြီးတော့သူတို့တရားထုတ်တာနဲ့ပတ်သက်ပြီးတော့တရားဓုရမရ
သူတို့အသိဉာဏ်တွေနဲ့ပတ်သက်ပြီးအညာဖြက်ကရဏတရားဓုတရားမြတ်အသိဉာဏ်နဲ့ပတ်သက်ပြီးဖွင့်ပြီးတော့ပြောလေးရှိကြတယ်တရားဓုရရင်ရတဲ့အကြောင်းလားလျှောက်ကြတယ်ဒါထုံးစံပဲဝါဇုကာလကတရားတောင်းမှုဘုရားရှိရောက်ကြတယ်ဝါကျွတ်တဲ့အခါမှာမိမိတို့ကျင့်ကြံကြိုးကိုအထုတ်ခဲ့တဲ့အတိုင်းအောင်မြင်မှုရတာတွေကိုဘုရားကိုလာလျှောက်ကြတယ်အဲ့လိုလားအဲ့တော့ယဟန်တော်တွေတော်တော်များများဟာမြတ်စွာဘုရားရှိရောက်လာပြီးတော့အညာပြကရဏပฏิဝိဒဓမ္မကိုမြတ်စွာဘုရားကိုလျှောက်ကြတယ်တမ္မာပုဂ္ဂိုလ်တွေဆိုမပြောဘူးအချင်းချင်းလည်းသိမပြောဘူးမြတ်စွာဘုရားရှိကကမ္မထာရောက်သွားလို့ရှင်ဘုရားပေးတဲ့ဤတိုင်တပည့်တော်အထောက်တာဘယ်အဆင့်ရောက်ပါတယ်ရှင်ဘုရားဟောတဲ့အတိုင်းဘယ်အဆင့်ဘယ်လိုအသိဉာဏ်นี่ဖြစ်ပါတယ်အခုကရိတ်တာတွေမှာတရားစစ်တယ်လို့ပေါ့သူတို့ရတဲ့တရားတွေ့တဲ့အနေထားတွေကိုရှောက်တာဒီယနေ့ကျတော့အညာဖြာကတာအညာဆိုတာကအရတ္တဖို့ရတ္တမေရတ္တဖို့ဉာဏ်ကိုဖြာကတာဖွင့်ပြောကြတယ်သူတို့ရဲ့ပฏิဝေဒဓမ္မတရားတို့တရားမြတ်ရတာကိုမြတ်စွာဘုရားရှေ့မှာလာဖွင့်ပြောကြတယ်ဘယ်လိုဖွင့်ပြောတော့ဆိုရင်တပည့်တော်တရားထုတ်လိုက်တာခိနာစာတိနောက်ဘဝပရိသေရေဆိုတာမရှိတော့ဘူးစာတိအဆုံးသတ်သွားပြီဝုတိတံဗျမစရိယံမြတ်သောအကျင့်ကိုပြည့်ပြည့်စုံစုံကျင့်သုံးပြီးဖြစ်သွားပါပြီကတံကရဏီယံလှုပ်ရှားရှားတွေအလုံးလုပ်ပြီးသွားပါပြီနာပရံအိဋ္ဌတာယဒီအတွက်ထပ်ပြီးတော့လှုပ်ရှားဘာတစ်ခုမှမရှိတော့ပါဘူးလို့သူတို့သိပါတယ်လို့ဆိုတာဒါယဟန္တာဖြစ်ကြောင်းပြောဆိုတဲ့စကားတွေဒါတွေကယဟန္တာဖြစ်ပြီဆိုရင်ဒီပုံစံနဲ့ပြောလေးရှိကြတယ်နော်ခိနဇာတိဆိုတာနေစာပြောလေးရှိကြတယ်သူနောက်ထပ်တရားကျင့်စရာမရှိတော့ပါဘူးအဲ့လိုပြောလေးရှိကြတာအဲ့ယဟန်တွေကမြတ်စွာဘုရားကိုအဲ့လိုရှောက်အဲ့ဒီရှောက်တော့သူတိမကအဲ့ယဟန်တွေနဲ့ရောလိုက်လာပြီးတော့သူတို့ရှောက်ကြတဲ့စကားတွေကိုသူကြားတယ်နော်ကြားတော့အဲ့ဒီကိုယ်တော်တွေကရှောက်ပြီးတော့မြတ်စွာဘုရားထံမြတ်စွာဘုရားကိုရှ िख ိုဝတ်ချပြီးထပြန်သွားကြတယ်အဲ့ဒီယဟန်တွေနောက်သူလိုက်သွားတယ်လိုက်သွားပြီးအဲ့ဒီကိုယ်တော်တွေနဲ့စကားပြောပြီးတော့အရှင်ဘုရားတို့ဟာမြတ်စွာဘုရားရဲ့အနိမမြတ်စွာဘုရားထံမှာပဋိသန္ဓေကုံသွားပြီမြတ်သောအကျင့်ကိုကျင့်ပြီးသွားပြီလှုပ်ရှားရတွေလှုပ်ပြီးသွားပြီနောက်ထပ်ကျင့်စရာမရှိတော့ဘူးဆိုတာကိုသိနေပါတယ်ဆိုတဲ့ယန္တာဖြစ်ကြောင်းကိုရှင်ဘုရားတို့အညာပြကရဏပฏิဝေဒဓမ္မကိုဖွင့်ဟပြီးတော့ရှောက်ကြတာမဟုတ်လားလို့ဆိုဟုတ်တယ်ငါတို့သိတဲ့တရားကိုရှောက်တာပဲလို့ဆိုအဲ့ဒီမှာသူကမေးခွန်းတွေထုတ်တာအိကိုတော်မြတ်စွာဘုရားစီမတရားဥရပြီလို့ရှောက်တဲ့ကိုတော်တွေကိုမေးခွန်းထုတ်တယ်နေပါဦးကိုတော်တို့တရားတူရပြီဆိုတော့တဲ့တကူမျိုးမျိုးကိုတော်တို့ဖန်ဆင်းနိုင်မလားသူသိထားတာဂေါရမဗုဒ္ဓရဲ့တပည့်တွေဟာစွမ်းတကူတွေထက်မြက်ကြတယ်ဆိုတာသိထားတယ်သူယဟန္တာဆိုတဲ့အဆင့်ဟာအလွန်မြင့်တဲ့အဆင့်ဖြစ်လို့နေပါအောင်နဲ့ကိုတော်တို့အဲ့လိုသိထားတယ်ဆိုရင်တဲ့တကူမျိုးမျိုးလုံးနိုင်သလားဖန်ဆင်းနိုင်သလားဧကောပိဟုတ်တော်ဟာပုဗ္ဗုဒ္ဓဟောတာတပါးတည်းကနေပြီးတော့အပါတစ်ထောင်ဖြစ်အောင်ဖန်ဆင်းနိုင်သလားရှင်စုလပန်လို့ပေါ့ရှင်စုလပန်တပါးတည်းကနေပြီးတော့တစ်ထောင်ဖြစ်အောင်လုပ်ထားတာနော်ဧကောပိဟုတ်တော်ဟာပုဗ္ဗုဒ္ဓတပါးတည်းကအများကြီးဖြစ်တယ်ဗဟုဒ္ဓပိဟုတ်တော်ဟာဧကောဟောတာအများကြီးကလည်းပဲတပါးတည်းပြန်ဖြစ်တယ်အာဝိဘာဝံ
ပေါ်လာတယ်တိရောပါအောင်ပျောက်ွယ်သွားတယ်ပြုတ်ကနေပေါ်လာတယ်ပြုတ်ကနေပျောက်တယ်အစွမ်းတကူရိပေါ့ဣတိဝိဒအဘိညာဉ်ဆိုစွမ်းတကူနာယံတစ်ဖက်ကိုရောက်သွားတယ်တတိုင်းတစ်ဖက်ကိုရောက်သွားတယ်တောင်တစ်ဖက်ကိုဖောက်ဝင်သွားတယ်နော်တရုတ်ပြည်က Great Wall ဆိုတဲ့တတိုင်းကြီးကိုဟိုဘက်ဖောက်ထွက်သွားပေရတူတွေကြည့်တော့ဟာတတိုင်းကြီးကိုဖောက်သွားတယ်လို့သူတို့စွမ်းတကူနဲ့ဟိုဘက်ကိုဖောက်သွားနိုင်တယ်တတိုင်းဟိုဘက်ကိုဖောက်သွားနိုင်တယ်တောင်ကြီးရဲ့ဟိုဘက်ကိုဖောက်သွားနိုင်တယ်ကောင်းကင်မှာသွားသလိုအတားအဆီးမရှိဟိုဘက်ကိုသွားလို့ရတယ်နောက်တကမြေကြီးပေါ်မှာရေထဲမှာလို့ပဲမြေကြီးပေါ်မှာငုတ်လိုက်ပေါ်လိုက်လုပ်လို့ရတယ်မြေကြီးထဲငုတ်သွားလို့ရတယ်မြေကြီးထဲကပြန်ပေါ်လာလို့ရတယ်ရှည်ထဲမှာငုတ်တယ်လို့နောက်မြေကြီးပေါ်မှာလမ်းလျှောက်တယ်လို့ရှည်ပြင်းပေါ်မှာလည်းပဲလမ်းလျှောက်သွားနိုင်တယ်ကောင်းကင်မှာလည်းပဲမြေကြီးပေါ်မှာနေသလိုကောင်းကင်မှာလည်းပဲနော်လမ်းလျှောက်သွားနိုင်တယ်နောက်တစ်ခါငှက်ဟာကောင်းကင်မှာပြန်သွားနိုင်သလိုတင်မလင်ခွေဖြင့်ကောင်းကင်မှာပြန်တတ်နိုင်သလားဒီလိုအလင်းရောင်နေတောက်ပါတဲ့လတွေနေတွေကိုလက်နဲ့လှမ်းကင်နိုင်သလားပြမပြေးတိုင်အောင်ကိုယ်ကိုယ်တိုင်ရောက်အောင်သွားနိုင်သလားအဲ့ဒီအနေကိုတော့မေးတာကိုရောတို့အဲ့လိုတရားတို့တရားမြတ်ရတယ်ဆိုကိုရောတို့အဲ့ဒါသွားနိုင်ပြီလားလို့ဆိုအဲ့ဒီအနေပြောကြတယ်နောဟိတအောင်တော့သူအဲ့လိုမသွားနိုင်ဘူးမသွားနိုင်ဘူးလို့ပြောတယ်နောက်တစ်ခါသူကဒုတိယထပ်မေးပြန်တယ်ကိုရောတို့အဲ့လိုပฏิဝေဒဓမ္မရတယ်ဆိုလို့ရှိရင်ဒီဒိဗ္ဗသောတာဆိုတဲ့အဘိညာဉ်နဲ့ဝေးလံနဲ့အတန်နေအနည်းကအတန်နေဝေးလံနဲ့အတန်နေကိုလူအတန်နတ်တန်နေကြားနိုင်သလားကိုရတို့နားမှာကြားနိုင်တဲ့စွမ်းရည်တတ္တိရှိသလားဆိုအဲ့ဒါလို့လည်းတုံမှမရှိဘူးတဲ့အဲ့ဒါဆိုရင်ကိုရတို့ဟာသူတစ်ပါးစိတ်တွေကို16မျိုးခွဲခြားပြီးတော့သိသလားဆိုပါစို့ရာဂနဲ့တွဲဖြစ်တဲ့စိတ်ကိုရာဂနဲ့တွဲဖြစ်တဲ့စိတ်လို့သိတယ်ရာဂနဲ့တွဲမဖြစ်တဲ့စိတ်ကိုရာဂနဲ့တွဲမဖြစ်ဘူးလို့သိတယ်ဒေါသနဲ့ရှင်တဲ့စိတ်ကိုဒေါသနဲ့ရှင်တယ်လို့သိတယ်ဒေါသမရှိတဲ့စိတ်ကိုဒေါသမရှိဘူးလို့သိတယ်ဆိုတဲ့အလုံး16မျိုးအဲ့ဒီလူတယောက်ရဲ့16မျိုးသောလူတယောက်ရဲ့16မျိုးသောစိတ်ဓာတ်တွေကိုကိုရောတို့သိနိုင်သလားအဲ့လိုလည်းမသိဘူးတဲ့တို့ဒါဖြင့်ကိုရောတို့အခုလိုပฏิဝေဒဓမ္မရတယ်ဆိုလို့ရှိရင်အတိတ်ဘဝတွေကိုပြန်သိလားတဘဝကိုသိတယ်နှစ်ဘဝကိုသိတယ်ဘဝပေါင်းမြောက်စွာသိတယ်ကဘာချီပြီးတော့ကြာအောင်သိတယ်ဘယ်ဘဝတုန်းကဘာဖြစ်ခဲ့တယ်အသက်ဘယ်လောက်နေခဲ့ရတယ်ဘယ်လိုအစားအစာတွေစားခဲ့ရတယ်ဘယ်လိုဒုက္ခတွေနဲ့ကြုံတွေ့ခဲ့ရတယ်ဒါတွေကိုရောတို့သိသလားနော်အဲ့ဒီဘဝကနေစုတည်ပြီးတော့အခုဒီဘဝရောက်လာတဲ့ဆိုတာကိုရောတို့သိလားဆိုတော့ဟာဒါလည်းတို့မသိဘူးတဲ့ဒါဆိုရင်တရားတို့တရားမြတ်ရတယ်လို့ဆိုရင်ဒိဗ္ဗစက္ခုနတ်မျက်စိနဲ့သိဆုံးနေတဲ့တ attva ပြန်လိမွေးဖွားတဲ့တ attva အထက်တန်းကြတဲ့တ attva အောက်တန်းကြတဲ့တ attva ခြေနေကောင်းတဲ့တ attva ခြေနေမကောင်းတဲ့တ attva ကံအားလျော်စွာတ attva တွေထို့ပုံသွားရတယ်ဒီတ attva တွေဟာ
ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ဆိုတဲ့ဒုစရိုက်တွေလှုပ်တယ်အဲ့ဒီသူတော်ကောင်းတွေကိုဆွဆွဲတယ်မှားရင်တော့အမြင်တွေရှိကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေဟာသိတဲ့အခါမှာငရဲတရိစ္ဆာန်ပြိတ္တဘုံကိုရောက်သွားကြတယ်အဲ့ဒါတွေရောသိသလားဒိဗ္ဗစကုနဲ့မြင်သလားတချို့တတ္တဝါတွေကသူစရိုက်တရားကိုကျင့်သုံးကြတယ်အရိယပုဂ္ဂိုလ်တွေကိုမဆွဆွဲဘူးမှန်ကန်သောအမြင်ရှိကြတယ်မှန်ကန်သောအမြင်နဲ့ကုသိုလ်ကောင်းမှုတွေပြုလို့ရှိကြတယ်သူတို့ဟာဘဝကုံဆုံးသွားတဲ့အခါမှာကောင်းသူတွေဘုံရောက်သွားကြတယ်အဲ့ဒါတွေကိုလူတွေရဲ့မျက်စိတဲ့တာလွန်တဲ့ဒိဗ္ဗစက္ခုနဲ့ကံအားလျော်စွာထို့ဘုံဘဝရောက်နေကြတဲ့တတ္တဝါတွေကိုကိုရောတို့သိသလားအဲ့လိုရောသိနိုင်ကြသလားအဲ့ဒါလည်းတို့မသိနိုင်ဘူးမသိဘူးတဲ့ဒါဖြင့်အရှင်ဘုရားတို့ဟာအဲ့ဒါတွေမသိဘူးဆိုရင်အလွန်ငြိမ်သက်အေးချမ်းပြီးတော့ရုပ်တည်းရဲ့အဆင့်ကိုကျော်လွန်သွားပြီးတကယ်ကိုစိတ်တန်တန်သာဖြစ်တဲ့အရုပဆန်းတွေကိုလက်ရှိထိတွေ့ပြီးတော့အဲ့ဒီဇန်တရားတွေကိုဝင်စားပြီးတော့ကိုရောတို့နေနိုင်သလားအစင်မြင့်သမာပတ်တွေရသလားဆိုတော့ရဟန်းတွေကအဲ့ဒါလည်းငါတို့မရဘူးတဲ့အဲ့တော့အရှင်ဘုရားတို့ဟာအရှင်ဘုရားတို့ကပฏิဝေဒဓမ္မကိုပြောကြတယ်နော်အရှင်ဘုရားတို့ရဲ့ဒီဖြည့်ဆို့ချက်ဟာဒီတရားတွေကိုအရှင်ဘုရားတို့မရဘူးဆိုရင်အရှင်ဘုရားတို့ရဲ့ဖြည့်ဆို့ချက်ကရှင်ဘုရားတို့သိတာကဘာလဲနော်ဒီလိုရည်ချင်းတွေကတခုမှမရှိဘဲနဲ့ရှင်ဘုရားတို့တရားထုတရားမြတ်ရတယ်ဆိုတာဘာလဲအရဟတဖို့ဆိုတာသူနားမလဲလို့နော်ကိလေသာတွေကုန်သွားတာကိုသူနားမလဲတာတကောပင်ရှင်နေရှိမှသူကယန္နာလို့ထင်တဲ့ပုဂ္ဂိုလ်အဲ့တော့ရှင်ဘုရားတို့ဒီလိုထူးခြားတဲ့အဆင့်တွေမရဘဲနဲ့ရှင်ဘုရားတို့သိတယ်ဆိုတာပါလေဆိုတော့ယန္နေရဖြစ်ကြတယ်ပညာဝိမု ക്ത ခေါ်မရအောင်တော့သူသိပါငါတို့ကအသိပညာနဲ့ကိလေသာကလွတ်မြောက်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဆိုလိုတာပညာဝိမု ക്ത ယဟန္တာပုဂ္ဂိုလ်သမာဓိဒီသမထကျင့်စဉ်ကိုကျင့်ပြီးတော့ကိလေသာလွတ်တာမဟုတ်ဘူးဝိပဿနာတက်ကိုကျင့်ပြီးတော့ဝိပဿနာပညာနဲ့ကိလေသာတွေကလွတ်တာအဲ့ဒါကိုပညာဝိမု ക്ത အသိပညာဖြင့်ကိလေသာလွတ်တာခုနတို့အစွမ်းတကူတွေမပါဘူးဟောတို့ကပညာဝိမု ക്ത တို့တရားသိပြီးတော့ကိလေသာတွေကလွတ်ကြတာသာဖြစ်တယ်လို့အဲ့လိုပြောလိုက်တဲ့အခါကျတော့သူတိမကယဟန်တွေကငါတို့ကပညာဝိမု ക്ത လို့ဆိုတော့အရှင်ဘုရားတို့ပြောတဲ့ပညာဝိမု ക്ത ဆိုတာရှင်ဘုရားတို့ရှင်းမပြလို့တပည့်တော်နားမလဲဘူးတဲ့အဲ့ဒီပညာဝိမု ക്ത ဆိုတာကိုတပည့်တော်နားလဲအောင်ရှင်ဘုရားတို့ရှင်းပြစမ်းပါပညာဝိမု ക്ത ဆိုတာဘလို့ဟာတော့တပည့်တော်ရှင်းပြစမ်းပါခုလိုထူးခြားတဲ့အရေးချင်းတွေမရှိဘဲနဲ့ပညာဝိမု ക്ത ယန္နာဆိုတာရှင်းပြစမ်းပါဆိုတော့အယံနေ့ကပြောလိုက်တယ်ငါရှင်သူတိမမင်းသိခြင်းသိမသိခြင်းနေငါတို့ကတော့ပညာဝိမု ക്ത ပဲမင်းနားလဲခြင်းနားလဲနားမလဲခြင်းလည်းနေငါတို့ကပညာဝိမု ക്ത ပုဂ္ဂိုလ်တွေပဲအသိပညာနဲ့ကိလေသာမှလွတ်တဲ့ပုဂ္ဂိုလ်တွေပဲတို့ကပညာသမားတတ်လို့ဆိုလို့တယ်သမထစွမ်းအားနဲ့တကူတွေဘာတွေရတာမဟုတ်ဘူးတို့ကအသိပညာနဲ့ကိလေသာတွေကုန်ခံအောင်လုပ်တဲ့ပညာဝိမု ക്ത ပုဂ္ဂိုလ်တွေသာဖြစ်တယ်မင်းနားလဲခြင်းနားလဲနားမလဲခြင်းနေငါတို့ကပညာဝိမု ക്ത ပဲအဲ့ဒါလို့ဖြေလိုက်တဲ့အခါသူတိမက
အဲ့ဒီကိုတော်တွေနာနေထသွားပြီးတော့မြတ်စွာဘုရားစီရောက်သွားတယ်ရောက်ပြီးတော့မြတ်စွာဘုရားကိုအဲ့ဒီကိုတော်တွေနဲ့ပြောဆိုခဲ့တဲ့စကားတွေကိုမြတ်စွာဘုရားသွားလျှောက်တယ်အဲ့ဒီယဟန်นี่မြတ်စွာဘုရားစီလာပြီးတော့အညာပြကရဏပฏิဝေဒတရားကိုထုတ်ဖို့ဖွင့်ရသွားတဲ့ပုဂ္ဂိုလ်တွေအကြောင်းကိုသွားလျှောက်တယ်အဲ့ဒါတွေကိုမြတ်စွာဘုရားကိုလျှောက်လိုက်တဲ့အခါမြတ်စွာဘုရားသူ့ကိုပြောတော့ဆိုပုဗ္ဗေခောတုတိမဓမ္မထိတိညာဏပစ္စာနိဗ္ဗာနေညာဏပညာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားပြောလိုက်တာတုတိမဓမ္မထိတိညာလို့ခေါ်တဲ့ဝိပဿနာညာကအရင်ဖြစ်တာနိဗ္ဗာန်ကိုသိတဲ့ညာကနောက်မှဖြစ်တာနော်အဲ့ဒီစကားလေးကိုပြောလိုက်ဓမ္မထိတိဆိုတာသဘာဝတရားအတိုင်းတည်ရှိတယ်ဆိုတာသင်္ခါရတရားတွေရဲ့သဘာဝဆိုတာပါလေအနိစ္စသဘောဒုက္ခသဘောအနတ္တသဘောလက္ခဏာ၃မျိုးသင်္ခါရတရားတွေမှန်သမျှဟာမမြဲတဲ့သဘောရှိတယ်မမြဲလို့ဒုက္ခသဘောရှိတယ်မမြဲခြင်းဒုက္ခသဘောရှိခြင်းကြောင့်ကိုယ်လိုတိုင်းဖြစ်တာမဟုတ်ဘူးဆိုတဲ့ဓမ္မထိတိတခြားနေရာမှာတော့ဓမ္မထိတိဆိုတာပစ္စယပရိက္ခဉာဏ်ကိုပြောတာအခုဒီနေရာမှာတော့ဝိပဿနာဉာဏ်ကိုပြောတာမြတ်စွာဘုရားနော်အနိစ္စဒုက္ခအနတ္တဉာဏ်ကိုအနိစ္စဒုက္ခအနတ္တဆိုတဲ့ဓမ္မသဘာဝအတိုင်းရှိတာကိုသိတဲ့ဉာဏ်အဲ့တော့မြတ်စွာဘုရားသူတိမငါသာသနာမှာဓမ္မထိတိဉာဏ်လို့ဆိုတဲ့ဝိပဿနာဉာဏ်ကအရင်ဖြစ်တာပြီးတော့မှနိဗ္ဗာန်ကိုသိတဲ့ဉာဏ်ကနောက်မှဖြစ်တာအရင်တော့ခွင့်ပြောလိုက်အဲ့တော့သူကဝိပဿနာဆိုတာကိုသဘောမပေါက်တဲ့သဘောပေါ့နော်ဝိပဿနာဉာဏ်ကိုမသိတာဝိပဿနာဉာဏ်နဲ့မှပညာဝိမု ക്ത ဆိုတဲ့ပုဂ္ဂိုလ်တော့တချို့ကယဟန္တာဆိုလို့ရှိရင်တကူရှိတယ်လို့ပဲထင်နေကြတာအဲ့ဒါလည်းပါမှာပေါ့နော်ခဏခေတ်တောင်မှယဟန္တာဆိုရင်ဟာတကူရှိတယ်ဆိုတာနဲ့ဓာတ်တော်ကြတယ်ဆိုတာရှိသေးတယ်နော်ယဟန္တာဆိုရင်ဓာတ်တော်ကြတယ်ဗမာတွေယုံကြည်နေတာကိုပြောတာဘာဖြစ်တယ်ညာဖြစ်တယ်အစွမ်းတကူတွေကိုယုံကြည်နေကြတာဟာကောင်းကင်ပြန်သွားတာတနေရာထဲမှာနှက်ခါတွေ့တယ်ဟိုမှာလည်းတွေ့တယ်ဒီမှာလည်းတွေ့တယ်ဆိုအဲ့ဒါတွေကိုယုံကြည်ပြီးတော့လူတွေကယဟန္တာဆိုပြီးလိုက်ကြတာဗမာပြည်တဲ့ဒီတိုင်းပဲအဲ့တော့မြတ်စွာဘုရားပြောလိုက်တာပုဗ္ဗေခောတုတိမဓမ္မထိတိညာဏပစ္စာနိဗ္ဗာနေညာဏတဘာဝဓမ္မကိုသိတဲ့ဝိပဿနာဉာဏ်ကအရင်ဖြစ်တယ်နိဗ္ဗာန်ကိုသိတဲ့ဉာဏ်ကနောက်မှဖြစ်တယ်ဆိုတော့တုတိမကအရှင်ဘုရားတဲ့အရှင်ဘုရားအကျဉ်းလေးပြောတဲ့အဓိပ္ပာယ်တပည့်တော်နားမလဲဘူးတဲ့တပည့်တော်နားလဲအောင်ရှင်းပြပါဦးတပည့်တော်နားလဲအောင်ရှင်းပြပါဦးဆိုမြတ်စွာဘုရားကအာဇာနေယတိဝါတွန်တုတိမနဝတွန်အာဇာနေယတိမင်းတိတိမတိတိနော်ဓမ္မထိတိဆိုတဲ့ဝိပဿနာဉာဏ်ကအရင်ဖြစ်တာနိဗ္ဗာန်ကိုသိတဲ့ဉာဏ်ကနောက်မှဖြစ်တာမင်းသိသည်ဖြစ်စေမသိသည်ဖြစ်စေဒါအမှန်ပဲဆိုပြီးတော့မြတ်စွာဘုရားအဲ့လိုအမိန့်ရှိလိုက်တယ်အဲ့လိုအမိန့်ရှိပြီးတဲ့အခါမှာမြတ်စွာဘုရားကဆက်ပြီးတော့ရှင်းပြတာသူ့ကိုမေးခွန်းနေထုတ်တာသူနားလဲတော့အောင်ဝိပဿနာဉာဏ်နဲ့ပညာဝိမု ക്ത ပုဂ္ဂိုလ်ကြီးယဟန္တာပုဂ္ဂိုလ်ဆိုတာဒီအတိသိလို့အတိပညာကိုအကြောင်းပြုပြီးတော့ကိလေသာကလွတ်တဲ့ပုဂ္ဂိုလ်ကြီးအစွမ်းတကူရှိတာမရှိတာအဓိကမဟုတ်ဘူးတကူဖန်ဆင်းနိုင်တာတွေကအဓိကမဟုတ်ဘူးသူများစိတ်ကိုသိတာအဓိကမဟုတ်ဘူးဝေးလံတဲ့အရာကအတန်တွေကြားတာတို့ဝေးလံတဲ့အရာတွေမြင်တာတို့နော်ဒါတွေကအဓိကမဟုတ်ဘူးဆိုတာကိုမြတ်စွာဘုရားကသူတိမကိုဆက်ပြီးတော့ရှင်းပြတယ်တန်ကိမိနတိသူတိမငါပြောမယ်မင်းဘယ်လိုထင်လဲရ
ရူပနေဆံဝအာနိဆံဝလူတွေဒီတရားဝါတွေတဏ္ဍမှာဖွဲ့စည်းထားတဲ့ရုပ်ဝေဒနာတင်ညာသင်္ခါရနော်ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ခန္ဓာ၅ပါးအရှိတရားသူလည်းအဲ့လောက်တော့သိတယ်နော်အဲ့ဒါတွေလူတွေရဲ့ခန္ဓာ၅ပါးဟာနေဆာလားအနိစ္စလားခန္ဓာ၅ပါးကိုတစ်ခုချင်းမေးတယ်ရူပခန္ဓာဟာနေဆာလားအနိစ္စလားဆိုအနိစ္စပါဗျာအဲ့တော့အနိစ္စဆိုလို့ရှိရင်ဒုက္ခဖြစ်မလားဒုက္ခဖြစ်မလားဒုက္ခဖြစ်ပါတယ်အေးအနိစ္စဒုက္ခဖြစ်ပြီးပြောင်းလဲတတ်တဲ့သဘောတရားကိုဒါငါဟာဒါငါပဲဒါငါရဲ့အတ္တပဲလို့ဒီလိုထင်မြင်ယူဆမယ်ဆိုလို့ရှိရင်သိနေရောပါမလားမသိနေရောပါဗျာဆိုလောကလူတွေကအဲ့လိုပဲထင်နေတာလေဒါကတဏမာနဒိဋ္ဌိလို့ခေါ်တဲ့အစွဲနဲ့ရုပ်နဲ့ပတ်သက်လာတဲ့အခါမှာရုပ်ကမမြဲဘူးဆိုတာကိုမမြဲသည့်အတွက်ကြောင့်ဒုက္ခဒီနေရာမှာအနိစ္စဒုက္ခအနတ္တဆိုတာခွင်းဆက်ကိုပြောတာနော်ဝေဒနာကိုပြောတာမဟုတ်ဘူးဒီဒုက္ခကအနိစ္စဆိုတာဖြစ်ပြီးရင်အဟုတ်တော်တမ္မောတိမရှိတဲ့နေရာကအကြောင်းကြောင့်ဖြစ်လာတယ်ဖြစ်လာပြီးလုံးဝပြောက်ွယ်သွားတယ်အနိစ္စဘယ်တော့မှပေါ်မလာဘူးဒါတခါပြောက်တယ်ဘယ်တော့မှပေါ်မလာဆိုပါစို့စကားတခွန်းပြောလိုက်လို့ထွက်လာတဲ့အတန်လေးဘယ်ကနေလာလဲဒီအတန်လေးပဲဖြစ်ခဲ့ဘယ်နာမှရှိနေလဲဆိုဘယ်နာမှရှိမနေဘူးကြောင်းကြောင့်ထွက်လာဆိုပါစို့စီတီးလိုက်တယ်စီနဲ့လက်နဲ့စီမျက်နှာပြင်နဲ့လက်နဲ့ပုတ်လိုက်တဲ့အခါမှာစီတန်ထွက်လာတယ်ဒါပြင်မပုတ်ခင်ကစီတန်ဟာငကောရှိနာလားစီထဲမှာရောရှိနေသလားစီတီးတဲ့လက်ထဲမှာရှိနေဘယ်မှမရှိဘူးမရှိတဲ့နေရာကနေပေါ်လာတာအကြောင်းကြောင့်အကျိုးဖြစ်တာစီရဲ့လက်ရဲ့နှစ်ခုဆုံလိုက်လို့ပေါ်လာတာနော်ဒါပြင်ပေါ်လာပြီးတဲ့နောက်အဲ့ဒီအတန်လေးကပဲရောက်သွားတော့ဘယ်နေရာမှာသွားပုံနေတော့ဘယ်နေရာမှာပုံမသွားဘူးဖြစ်ပြီးပျောက်သွားတာအဲ့လိုဆိုလို့တယ်နော်အဲ့ဒါကိုအနိစ္စလို့ပြောတာအဟုတ်တော်ဟာတံဘောတိဟုတ်တော်ဟာပฏิဝိန္တိမရှိတဲ့နေရာကဖြစ်လာပြီးတဲ့နောက်နော်ဖြစ်လာတယ်ဖြစ်လာပြီးတဲ့နောက်လုံးဝပျောက်သွားတယ်ဒါအနိစ္စဘုန်းကြီးတို့တဏ္ဍမှာဒီတိုင်းပဲရှုပ်တရားတွေကဖြစ်လာတယ်ဖြစ်လာပြီးရင်ပျောက်သွားတယ်လုံးဝပျောက်တယ်နောက်ထပ်ပြန်ရှာလို့လည်းမရဘူးနောက်ထပ်ဖြစ်တာကနောက်အကြောင်းနဲ့ဖြစ်တာနော်အလားတူတော့ဟုတ်ချင်ဟုတ်မယ်ဒါပေမဲ့ totally the same မဟုတ်ဘူးလို့ဆိုလို့တယ်ဒီအတန်ပဲမဟုတ်ဘူးပျောက်သွားတဲ့အတန်ကပြန်လာတာမဟုတ်ဘူးပျောက်သွားတာတစ်ခါတည်းပျောက်တာအဲ့ဒါအနိစ္စရဲ့သဘောဆိုတာအဲ့ဒါကိုပြောတာဘယ်နေရာမှာရှိနေတာအဲ့တော့မနေတော့ကရက်တွေကုန်သွားတယ်အဲ့ကုန်သွားတဲ့ရက်တွေကဘယ်မှသွားနေကြကလင်နာထဲမှာလားတို့မှတနေရာရောက်နေတယ်ဘယ်နေရာမှမရောက်သွားပြီပြန်ယူလို့ရလားမရဖြစ်ပြီးသားဟာတွေကပျောက်သွားပြီးရင်ဘယ်လို့မှပြန်မရတော့တခါတည်းပျောက်တာပြီးတော့နောက်ထပ်လာတာကအသစ်အဲ့ဒါမို့ရှုပ်တရားမှန်သမျှဆိုဘာကိုပြောတာတော့ဆိုမျက်စိနဲ့အစင်းအာယုံဆုံလိုက်တယ်မြင်သိစိတ်ဖြစ်တယ်အဲ့ဒီမှာမျက်စိနဲ့အစင်းအာယုံဒီယုတ်တရားသူတို့လည်းအခိုက်အတန့်ဖြစ်ပေါ်လာပြီးတဲ့နောက်ပျောက်သွားတယ်နောက်ထပ်ပေါ်တာကနောက်ဒီတစ်ခါရောက်တာကစုနေတာမဟုတ်ဘူးဒီနားမှာဖြစ်ပြီးပြတ်သွားကြတာဆိုလိုတာကအသစ်မြဲမြဲဖြစ်နေတယ်ဘာနဲ့တူတော့ဆိုရင်မြည့်ရည်လိုပဲမြည့်ရည်ကိုထိုင်ကြည့်နေရင်ကိုယ်ထင်တာတော့မနေ့ကလည်းဒီမြည့်ရည်တွေစီးနာပဲဒီနေ့လည်းရည်တွေစီးနာမဟုတ်ဘူးမနေ့ကရည်ရသွားပြီမရှိတော့ဒါဒီနေ့ရည်အဲ့တော့မျိုးပေါ့
မနေ့ကရေမရှိတော့ဘူးဒါဒီနေ့ရေခုနကြည့်တဲ့မြည်ရေတောင်မရှိဘူးခုကဒါနောက်ရေအဲ့ဒါလို့ပဲလူတွေဟာလည်းပဲမနေ့တုန်းကဒီလူငါတွေးခဲ့တယ်ဆိုနေ့ပြန်ကကြတော့လေဒီလူငါထပ်တွေးတယ်လို့ထင်တာဟိုမနေ့တုန်းကတွေးတာပြီးသွားပြီနေ့ပြန်တွေးတာ copy ပဲတွေးတယ်မနေ့ကရဲ့အလားတူ copy ပဲတွေးတာသူမဟုတ်တော့ဘူးပြောင်းသွားပြီအဲ့ဒီပြောင်းလဲမှုကိုမသိဘူးဝိပဿနာဉာဏ်နဲ့ကြတော့အဲ့ပြောင်းသွားပြီဆိုတာသိတယ်သူတို့ဆိုလို့တယ်ပေါ့နော်ပြောင်းသွားလိုက်တာအတိတ်ဖြစ်နေတယ်အမြဲတမ်းနေဆနဝအမြဲတမ်းအတိတ်ကြီးဖြစ်နေတယ်အဟောင်းဟောင်းတွေကပျက်စီးနေတယ်အဲ့ဒါကိုပြောတာမြတ်စွာဘုရားရူပံနေဆံဝအနေဆံဝရုပ်တွေကအမြဲတမ်းပြောင်းနေတာဖြစ်သောကြောင့်သာဝရလားအမြဲလားအမြဲမဟုတ်ဘူးလားဆိုအမြဲမဟုတ်ဘူးအဲ့ဒီအမြဲမဟုတ်တဲ့အရာကြီးကကျင့်တတ်เสียကောင်းသလားဖြစ်ပြီးပြက်နေတဲ့အရာကြီးကကျင့်တတ်เสียကောင်းသလားဘယ်ကျင့်တတ်เสียကောင်းမလဲဖြစ်ပြီးပြက်နေတာဆိုတာကြီးကအဲ့ဒီဖြစ်မှုပြက်မှုဆိုတာတွေကနှောင့်ယှက်နေသည့်အတွက်ကြောင့်ဒုက္ခအဲ့ဒီနှောင့်ယှက်နေတာကိုမနှောင့်ယှက်ရအောင်ကိုယ်ဘာမှမလုပ်နိုင်တာအနတ္တဒီသုံးခုကခွင်းဆက်ပဲအနိစ္စဖြစ်လို့ဒုက္ခဖြစ်တာဒုက္ခဖြစ်လို့အနတ္တဖြစ်တာဒါကြောင့်မို့ရှံပနာနိစ္စံဒုက္ခံဝဒုက္ခံဝဒုက္ခံဗန္တိရှံပနာဒုက္ခံနိစ္စံဒုက္ခံဝိပရိနာမဓမ္မပြောင်းလဲတတ်တဲ့သဘောတရားကံလန္တုတံသမနုပတ္တိတုအဲ့ဒါကိုပဲငါဟာလို့ပြောမလားမရှိတော့ဘူးလေကိုဟာလို့ထင်နေမနေ့ကရုပ်မရှိတော့ခုနကရုပ်လည်းမရှိတော့တရားပွဲမဆခင်ရုပ်တွေမရှိတော့ဒါအသစ်တွေလာနေအဲ့တိုင်းပဲရှေ့ကပြောက်နောက်ကပေါ်ရှေ့ပြောက်နောက်ပေါ်အဲ့ဒါကိုပဲငါဟာလို့ပြောမလားငါလို့ပြောမလားငါရဲ့အတ္တလို့ပြောမလားဘယ်လို့မှပြောလို့မရဘူးဆိုတာသူသဘောပေါက်စိတ်ရဲ့ခံစားချက်လည်းပဲထိုးတူပဲစိတ်ထဲကမှတ်သားမှုတွေလည်းထိုးတူပဲနော်တွေ့တော်ကြံစီမှုတွေလှုံ့ဆော်မှုတွေဆိုတဲ့သင်္ခါရတွေလည်းထိုးတူပဲဝိညာဏဆိုတဲ့အသိစိတ်ကလည်းပဲထိုးတူပဲအမြဲတမ်းဖြစ်ပြီးပြက်နေတာဖြစ်ပြီးပြက်နေလို့ဖြစ်ပြက်မှုတွေကြောင့်မို့လို့ကျင့်တတ်เสียမကောင်းတဲ့ဒုက္ခအဲ့ဒါကိုငါဟာလို့ရှိဖို့မသိဘူးငါမဟုတ်ဘူးသူကသူ့သဘာဝတိုင်းသူဖြစ်နေတာဆိုလိုတာကသဘာဝတရားသည်သူကသူဖြစ်နေတဲ့သဘာဝတရားဖြစ်ပြီးရင်ပြတ်သွားတာဒါသူ့သဘာဝတရားပဲအဲ့ဒါကိုတရားတွေက illusion ဖြစ်ပြီးတော့တရားလို့ထင်တယ်ငါလို့ထင်တယ်ငါဟာလို့ထင်တယ်သူလို့ထင်တယ်သူဟာလို့ထင်နေတယ်အဲ့ဒါပဲငါလည်းမရှိဘူးသူကလည်းမရှိဘူးအဲ့ဒါကိုတော်သဘောကျအောင်နားထောင်မှုလို့တယ်တေချာစဉ်းစားမှငါပြောက်မှာငါမပြောက်မချင်းဝိပဿနာဉာဏ်မဖြစ်နိုင်ဘူးနော်ဥပမာတစ်ခုပြောမယ်မြင်တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စဉ်းစားကြည့်မြင်တယ်ဆိုတာဖြစ်ရအောင်ဘယ်နှခုဖြစ်တယ်လဲစဉ်းစားကြည့်မြင်တယ်ဆိုတာမျက်စိကလည်းကောင်းရမယ်အဆင်းအာယုံတစ်ခုကလည်းမျက်စိနဲ့လာဆုံရမယ်နှစ်ခုရှိသွားပြီနော်မျက်စိရဲ့အဆင်းအာယုံရဲ့နှစ်ခုအဲ့ဆုံလိုက်သည့်အတွက်ကြောင့်မြင်သိစိတ်လေးပေါ်လာတယ်အဲ့ကြတော့မှမြင်တယ်ဆိုတာဖြစ်တယ်အဲ့တော့အ ਨੇ ဆုံးဒီသုံးခုဘာတော့မျက်စိဆိုတဲ့ယုတ်တရားအဆင်းအာယုံဆိုတဲ့ယုတ်တရားမြင်သိစိတ်ဆိုတဲ့နံတရားအဲ့ဒီသုံးခုပေါင်းလိုက်လို့မြင်တယ်ဆိုတာဖြစ်သွားတာအဲ့ထက်မဲ့ငါဆိုတာဘယ်သူပြောတာလဲမျက်စိကိုပြောမှလားမျက်စိတစ်ခုတည်းဘာမှလုပ်လို့မရဘူးအမြင်အာယုံကိုပြောမှလားအမြင်အာယုံတစ်ခုတည်းလည်းဘာမှလုပ်လို့မရဘူးမြင်သိစိတ်ကိုပြောမှလားမြင်သိစိတ်တစ်ခုတည်းလည်းသူ့ဟာသူဖြစ်လာတာမဟုတ်ဘူးအဲ့သုံးခုဟာသုံးခုဖြစ်တယ်လို့ပဲပြောလို့ရမယ်ငါလို့ပြောလို့မရဘူးသူတို့ဆိုလို့တယ်နော်တဘာဝတရားတက်တက်တာဖြစ်တယ်အဲ့ဒါကိုသိချနားလဲအောင်ဝိပဿနာဉာဏ်နဲ့စဉ်းစားဖို့လိုတယ်အဲ့ဒီ
မြင်တယ်ဆိုတဲ့ကိစ္စမှာငါလည်းမရှိဘူးသူလည်းမရှိဘူးငါရဲ့မြင်တာလည်းမဟုတ်ဘူးသူရဲ့မြင်တာလည်းမဟုတ်ဘူးငါသူဆိုတာငါဆိုတာကိုယ့်ကိုပြောတာသူဆိုတာကတခြားလူတရားကိုပြောတာအဲ့ဒါကိုမြတ်စွာဘုရားကဧတံမမဧသောဟမတမိဧသောမေအတ္တလို့ရှုရင်မြင်နေရမင်းမှန်မမလားငါမမဟုတ်တာရှုပ်ပဲသူကလည်းဖြစ်ပြီးချိန်ပိုင်းလေးတွင်ပြတ်သွားတာလေကိုကငါလို့ထင်နေတဲ့အချိန်မှာပြတ်သွားပြီမရှိတော့ဘူးအဲ့တော့ဘယ်ဟာကိုငါလို့ပြောမလဲအဲ့လိုဆိုလို့အဲ့ဒါကိုရှင်းပြတော့သူသဘောပေါက်တယ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်အဲ့လိုမေးလိုက်တဲ့အခါမှာပစ္စဝကိယဟန်လေးကိုမေးတယ်လို့ပဲမြတ်စွာဘုရားမေးတာမေးတော့သူဖြေတယ်နောဟိတံပန္တိမသိမှာဘူးဖေဟာဆိုတော့မြတ်စွာဘုရားကသူ့ကိုဝိပဿနာဉာဏ်နဲ့မြင်ဖို့တိုက်တွန်းတယ်တတ္တမတိဟသူတိဟာတယ်ဒါကြောင့်သူတိမှာမင်းတိလို့ချင်းအတိတ်ကပဲရုပ်ပဲဖြစ်စေအနာဂတ်ကရုပ်ပဲဖြစ်စေပစ္စုပန်ရုပ်ပဲဖြစ်စေကိုယ်တဏ္ဍမှာဖြစ်တဲ့ရုပ်ပဲဖြစ်စေသူများတဏ္ဍမှာဖြစ်တဲ့ရုပ်ပဲဖြစ်စေတိတာထင်ရှားတဲ့ရုပ်ပဲဖြစ်စေသိမ်မွေ့နူးညံ့တဲ့ရုပ်ပဲဖြစ်စေအစင်းမြင့်တဲ့ရုပ်ပဲဖြစ်စေအစင်းနှိမ့်တဲ့ရုပ်ပဲဖြစ်စေအဝေးကရုပ်ပဲဖြစ်စေအနီးကရုပ်ပဲဖြစ်စေအဲ့ဒီရုပ်မှန်သမျှဟာငါဟာမဟုတ်ဘူးငါပိုင်တာမဟုတ်ဘူးရုပ်ဟာရုပ်တတ်တတ်ပဲငါပစ္စည်းမဟုတ်ဘာလို့ငါဟာမဟုတ်ဘူးလို့ပြောတော့ငါမှမရှိတာငါဆိုတာဘယ်သူကိုပြောတာငါမှမရှိရင်ငါဟာလည်းမရှိဘူးငါရှိမှငါဟာရှိလို့ရမှာပေါ့အတ္တနဲ့အတ္တနိယအဲ့ဒါကိုပြောတာအဲ့တော့အဲ့ဒါကိုအဲ့ဒီယုတ်တရားတွေကိုမင်းဝိပဿနာဉာဏ်အနေနဲ့ရှုရမှာဒါငါဟာမဟုတ်ဘူးရှုပ်တဲ့မြတ်တာဖြစ်တယ်နေသောဟမတမိငါဖြစ်တာလည်းမဟုတ်ဘူးသဘာဝတရားဖြစ်ခြင်းမြတ်တာဖြစ်တယ်နမိသောအတ္တငါရဲ့ဘဝငါရဲ့ခန္ဓာလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးလို့ဆိုလို့တယ်ပေါ့နမိသောအတ္တကဒိဋ္ဌိနော်ဧသောမေအတ္တကဒိဋ္ဌိဧသောအဟမတမိကမာနဧတံမမကတဏှာမာနဒိဋ္ဌိအဲ့သုံးခုရဲ့အမြင်တွေကိုပြောတာနော်ရှုပ်တရားတွေပေါ်မှာတဏှာကဘယ်လိုမြင်လဲငါဟာလို့မြင်လိုက်တယ်ဒိဋ္ဌိကဘယ်လိုမြင်လဲငါလို့မြင်တယ်မာနကငါရဲ့ဖြစ်ခြင်းလို့မြင်တယ်ဖြစ်တယ်ဆိုတာအရေးချင်းတစ်ခုပဲဖြစ်တယ်ဆိုတာဘတ်တူဘီနဲ့သုံးတာဖြစ်တယ်ဆိုတာဘာလဲနော်ပြောတာငါပြောတယ်နော်ငါပြုံးတယ်ငါတွေးတယ်နော်ငါစားတယ်ငါတောက်တယ်စသဖြင့်ဒါကိုဟာလို့ထင်နေတာအမှန်တော့မဟုတ်ဘူးအဲ့ဒါကိုမာနလို့ခေါ်တယ်မာနဆိုတာ action ကိုပြောတာနော်အရေးချင်းတစ်ခုကိုပြောတာဒါမို့ဧသောဟမတမိအဟံအတ္တမိဖြစ်ဆိုတာလေးကအဓိကပဲမာနဆိုတာဖြစ်တာငါဖြစ်တယ်လို့ထင်နေတာအမှန်တော့သဘာဝတရားတွေသူကသူဖြစ်တာဘာနဲ့ဥပမာတူတော့ဆိုရင်ကာသမားကငါမောင်းလာတယ်လို့ထင်တာတကယ်ကတော့သူမောင်းတာမဟုတ်ဘူးသူမောင်းရင်လို့ရမလားမရဘူးအင်ဂျင်လဲကောင်းတယ်ပက်ထရိုလဲရှိတယ်ကားရဲ့အင်္ဂါရက်တွေအကုန်လုံးကအစင်းသင်းဖြစ်နေတယ်အဲ့ဒါကြောင့်သူမောင်းရတာသူအစွမ်းမဟုတ်ဘူးသူလှုပ်တာက driving မောင်းတာလေးပဲရှိတယ်လမ်းကြောင်းလေးရှာပေးတာပဲသူရှာတာကားသူကသူသွားတာတဘာဝတရားတွေပေါင်းစပ်လိုက်လို့ကားဟာရွေ့ရှာတာသို့တော့ကာသမားပေးကြည့်သူမောင်းလာတာပဲပြောမှာအဲ့ဒါ illusion ဖြစ်နေတာအဲ့ဒါလို့ပဲလူတွေကစိတ်ထဲကပြုံးရင်တဲ့စိတ်လေးပေါ်လာလို့ပါးစပ်ကပွင့်လာအဲ့တော့ယုံနဲ့နံပေါင်းဆက်သွားတာငါပြုံးတယ်လို့ဖြစ်တာငါဆိုတာဘာလို့လဲအဲ့ဒါမှရှာလို့မတွေ့ဘူးသူပြုံးတယ်ငါပြုံးတယ်ဟောတကယ်တော့ငါဆိုတာမရှိဘူးပြုံးမယ်ဆိုတော့ပြုံးညင်တဲ့စိတ်ကလေးအရင်ဖြစ်လာတယ်ပြီးတော့ပါးစပ်ကပွင့်လာတယ်ပြုံးတဲ့အမူအရာဖြစ်သွားတယ်
ယုံနဲ့ပေါင်းစားလိုက်တာပဲရှိတယ်လေဘယ်သူကိုငါလို့ပြောမှာတော့ငါလို့ပြောစရာမရှိဘူးအဲ့ဒီသဘောကိုပြောတာနော်အလုံးဟာဆိုလိုတာကသဘာဝတရားတက်တာဖြစ်တယ်ဒီကြားထဲမှာပြုတ်လို့သူဆိုတာမရှိဘူးခံစားသူဆိုတာလည်းမရှိဘူးသဘာဝတရားတက်ဖြစ်တယ်ငါမြင်နေဆိုတဲ့လူကမြင်တဲ့တူမရှိဘူးဒီထဲမှာငါမြင်နေဆိုတာမျက်စိကလည်းကောင်းလို့အစင်အာရုံကလည်းဆုံလို့အသိစိတ်လေးကလည်းပေါ်လို့ငါမြင်တယ်လို့ပြောတာအဲ့ဒီပဲငါဆိုတာဘယ်သူမှမရှိဘူးသဘာဝအတိုင်းဖြစ်လာတာပဲဖြစ်တယ်အဲ့ဒီပဲမျက်စိမကောင်းရင်ငါဘာလုပ်လို့ရအစင်အာရုံကလာမပေါ်ဘူးဆိုရင်ငါဘာလုပ်လို့ရငါဆိုတာဂျားဝင်လို့မရတော့ဘူးအဲ့မှာနော်အလုံးကအခြေအနေတွေအကုန်လုံးဖန်တီးဖြစ်နေလို့ဒီမြင်မှုကိစ္စဖြစ်လာတာအဲ့ဒါကိုလူတွေရဲ့စိတ်ထဲမှာဘာဖြစ်တော့ငါလှုပ်တာငါလှုပ်နိုင်တယ်ငါကြည့်နိုင်တယ်ငါရဲ့တတ္တိဆိုပြီးတော့ထင်နေတာတော့လေးဖြတ်ခံရတဲ့လူကြပို့သဘောပေါက်တယ်လက်တွေပါတွေမမနိုင်ဘူးဆိုရင်ငါမတယ်ဆိုတော့ तू မကြည့်ပါလားရမှာမရခြေတော့ရောလှမ်းကြည့်ပါလားမရဘူးလေးဖြတ်ထားပြီလေ paralyze ဖြစ်နေလို့ရှင်လှုပ်တော့လှုပ်ချင်တာပဲဒါပေမဲ့လှုပ်လို့မရတော့ဘူးလေသူအကြောင်းအကျိုးညီလို့ဖြစ်နေတာကိုငါလှုပ်တယ်လို့ထင်နေတာကာသမားကလည်းငါမောင်းတာငါမောင်းသွားတယ်လို့ထင်တာမဟုတ်ကာကသူအချိုးအစင်းလေးအကြောင်းအကျိုးညီညွတ်နေလို့ကာသွားလို့ရတာသူကြောင့်တော့သူကတော့ထိမ့်ပေးတဲ့ပုဂ္ဂိုလ်လောက်ပဲကာတခုချုပ်ရင်အကြောင်းတွေပေါင်းစုံတယ်ထင်မယ်သူကအကြောင်းတစ်ခုသာလည်းဖြစ်တယ်နော်သူလုံးနိုင်တာ driving ပဲမောင်းနေခြင်းဟာသူလုံးနိုင်တယ်ဘိန်းလို့သူကကတ္တရာလမ်းပေါ်မှာမလိမ့်နိုင်ဘူးဒါသိကြတယ်အင်ဂျင်လို့ဘိန်းကိုလိမ့်အောင်သူမလုံးနိုင်ဘူးစက်ကိုနိုးအောင်ဘက်ထရီလို့သူမလုံးနိုင်ဘူးအလုံးကသူကနဲ့သူလှုပ်သွားကြတာလေအလုံးပေါင်းလိုက်တဲ့အခါမှာသွားတယ်ဆိုတာဖြစ်တာလေအဲ့ဒါမဲ့ငါဆိုတာမရှိဘူးဆိုတာဒါအလေးနဲ့ထားပြီးတော့ကြည်မှတဲ့သဘောပေါက်နိုင်တယ်ပေါ့နော်တဘာဝတရားတက်မြတ်တာဖြစ်တယ်အကြောင်းတရားတို့ရဲ့ဖြစ်ခြင်းကိုပဲပြုလုပ်သူလို့ထင်တာပြုလုပ်သူဆိုတာမရှိဘူးအကြောင်းတရားတွေဖြစ်ခြင်းများတာဖြစ်တယ်အကြောင်းတွေပေါင်းစုံခြင်းသာဖြစ်တယ်ခံစားသူမရှိဘူးအကျိုးပေါ်ခြင်းသာဖြစ်တယ်ကာမောင်းသူဆိုတာမရှိဘူးကားရဲ့အင်္ဂါရပ်တွေနဲ့ driver တွေအကြောင်းတရားပေါင်းစုံလို့သာကားသွားတာတခုချွတ်ရင်နေလို့မရဘူးအလုံးအကြောင်းတွေပေါင်းစုံလို့ဖြစ်တာလို့တဘာဝတရားတက်တာဖြစ်တယ်ဆိုတာကိုသဘောပေါက်ဖို့လိုတယ်အဲ့ဒါဝိပဿနာကအဲ့တိုင်သွားနော်ဒါကြောင့်မို့မေးတာဒါကြောင့်မို့သူတိမဒါကြောင့်မို့လို့မင်းယုတ်တရားတွေကိုငါဟာလို့မထင်နဲ့ငါဖြစ်တာလို့မထင်နဲ့ယုတ်တရားဖြစ်တာပဲနော်ငါလို့လည်းမထင်နဲ့တဲ့ငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးငါဆိုတာမရှိဘူးမရှိလို့ငါဟာလည်းမရှိဘူးငါမရှိလို့ငါရဲ့ဖြစ်ခြင်းလည်းမဟုတ်ဘူးဘဝတရားတက်မြတ်တာဖြစ်ခြင်းလို့ဧဝမေတ္တံယထဗုဒ္ဓံသမပညာတထဗံအဲ့ဒီနီးနဲ့မှန်ကန်တဲ့ဝိပဿနာဉာဏ်နဲ့ယုတ်တရားပေါ်မှာဒီလိုရှုပါလို့ဒါဝိပဿနာနဲ့မင်းဒီလိုမြင်အောင်လုပ်ရမယ်အဲ့ဒီမြင်အောင်လုပ်မှတွေ့တာမှုဆိုတာရှင်းနိုင်တယ်တွေ့တာမှုကိုရှင်းမှတွေ့တာမှုကိုအကြောင်းပြုပြီးတော့ဖြစ်လာမဲ့စိတ်သောကကိုဖယ်နိုင်တာဖြစ်တယ်စိတ်သောကကိုဖယ်နိုင်မှရှင်တဲ့နှလုံးထဲကအေးချမ်းပြီးတော့ကိလေသာတွေကလွတ်မှဖြစ်တယ်တော့ပညာဝိမု ക്ത ထားအဲ့ဒါဒီအသိပညာနဲ့မှလွတ်လို့ရတယ်လို့ဆိုလို့ပေါ့နော်ပညာဝိမု ക്ത ဝိပဿနာပညာနဲ့မှဒီကိုယ့်ရဲ့စိတ်တွေကကိလေသာလွတ်သွားဘယ်ကိလေသာတော့တွေ့တာမှုကလွတ်သွားတယ်တွေ့တာမှုလွတ်တော့တွေ့တာဘာကြောင့်တွေ့တာနေတာတော့ဆိုအမှန်မသိလို့တွေ့တာအမှန်မသိတာကအဝိဇ္ဇာတွေ့တာကတဏှာအမှန်သိလိုက်တဲ့ဝိပဿနာဉာဏ်နဲ့ကြည့်လိုက်တော့အမှန်သိသွားတယ်အမှန်သိတော့မတွေ့တာတော့ဘူးဒါအဓိကပဲလေဒါအဓိကပဲတော့အမှန်သိလိုက်တာနဲ့တွေ့တာမှုပျောက်သွားတယ်အဲ့တော့ဝိပဿနာဉာဏ်နဲ့အမှန်သိလိုက်တာနဲ့တွေ့တာမှုပျောက်သွားထို့တူပဲစိတ်ရဲ့ခံစားချက်ဆိုတာခံစားတာဘယ်သူခံစားတာတော့
ချမ်းသာခံစားတာဖြစ်ဖြစ်ဆင်းရဲခံစားတာဖြစ်ဖြစ်အကြောင်းကိုအမိပြုပြီးတော့ဝေဒနာသာလင်ခံစားတာဖြစ်တယ်ဝေဒနာကခံစားတာအဲ့မှာငါခံစားတယ်လို့သွားလို့ပြန်အဲ့ဒီငါကဘာတူလဲဝေဒနာဖယ်ထားရင်ငါဆိုတာသိတာမရှိဘူးအာယုန်နဲ့ဝေဒနာနဲ့ပေါ်လို့ခံစားမှုဆိုတာဖြစ်လာတာအဲ့တော့အဲ့မှာလည်းငါမရှိဘူးမှတ်သားတာငါမှတ်မိတယ်လို့ပြောပြန်တယ်အဲ့မှာလည်းမှတ်တာကတင်ညာကပဲမှတ်တာငါမှတ်တာမဟုတ်ဘူးအဲ့ဒါကိုလူကကြာအဝင်ပြီးငါမှတ်တယ်လို့ပြောပြန်တယ်ငါဆိုတာမရှိဘူးတင်ညာဖြစ်ပေါ်လာတာပဲရှိတယ်ဟောဒီလိုဆိုလို့လေပေါ့သင်္ခါရစိတ်စောတယ်တွေးတယ်ကြံ့တယ်လှုံ့ဆော်တယ်ဆိုတဲ့သင်္ခါရတွေမှာလည်းပဲလှုံ့ဆော်သူဆိုတာမရှိဘူးသင်္ခါရတရားဖြစ်ခြင်းများတာဖြစ်တယ်စိတ်ကူးတယ်စိတ်ကူးတဲ့လူမရှိဘူးကူးတဲ့စိတ်ပဲဖြစ်တယ်ဒီလိုဆိုလို့လေပေါ့နော်အသိစိတ်ဆိုတာလည်းပဲနော်စိတ်ကသိလာတယ်အဲ့ဒီငါသိတာမဟုတ်ဘူးစိတ်ကပဲသိတာစိတ်မရှိရင်ငါသိလို့မရဘူးစိတ်ကပဲသိတယ်ဒါကြောင့်မို့ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဏအဲ့ဓာတွေကိုအတိတ်ကပဲဖြစ်ဖြစ်ပစ္စုအနာဂတ်ပဲဖြစ်ဖြစ်ပစ္စုပန်ပဲဖြစ်ဖြစ်ကိုယ်တဏ္ဍာမှာဖြစ်တဲ့စိတ်ပဲဖြစ်ဖြစ်သူများတဏ္ဍာမှာဖြစ်တဲ့စိတ်ပဲဖြစ်ဖြစ်ဉာဏ်နဲ့သိတာထင်ရှားတဲ့စိတ်ပဲဖြစ်ဖြစ်နုညံ့သိမ်မွေးတဲ့စိတ်ပဲဖြစ်ဖြစ်အောက်တန်းကြတဲ့စိတ်ပဲဖြစ်ဖြစ်မွန်မြတ်တဲ့စိတ်ပဲဖြစ်ဖြစ်အဝေးကစိတ်ပဲဖြစ်ဖြစ်အနီးကစိတ်ပဲဖြစ်ဖြစ်အသိစိတ်မှန်သမျှဟာစိတ်သာလင်ဖြစ်တယ်နော်ငါမဟုတ်ဘူးစိတ်ဤဖြစ်ခြင်းမြတာဖြစ်တယ်ငါဟာလည်းမဟုတ်ဘူးနော်ငါဟာလည်းမဟုတ်ဘူးဘသူဟာမှမဟုတ်ဘူးနော်တဘာဝတရားတက်ဖြစ်ခြင်းမြတာဖြစ်တယ်ငါဖြစ်တာမဟုတ်ဘူးလို့ယထာဘုဒ္ဓသမ္မပညာယတထဗံဒီအမှန်တိုင်းဝိပဿနာဉာဏ်နဲ့ရှုရမယ်တဲ့မြတ်စွာဘုရားလို့သင်ပေးတာဧဝံပတ္တံသူတိမတုတ္တဝရိယတာဝကောအဲ့ဒါလို့ရှုနိုင်ပြီဆိုလို့ရှိရင်တဲ့ရူပတ္တမိန်ပိနိဗ္ဗိနတိရှုတရားပေါ်မှာတွေ့တာတဲ့စိတ်မရှိတော့ဘူးဟောမမြဲတာတွေတွေ့လာတယ်မမြဲလို့ဒုက္ခရောက်တာတွေ့တယ်ဒုက္ခရောက်တဲ့တည်းမှာငါလို့စွမ်းဆောင်မှုဆိုတာမရှိတာကိုတွေ့ရတယ်အဲ့တော့ရုပ်ပေါ်မှာနိဗ္ဗိနတိဆိုတာညီငွေတယ်ဆိုတာတာယာမှုကိုရှာမတွေ့တော့ဘူးလို့ဆိုလို့တယ်ညီငွေတယ်ကျင့်တတ်เสียရှာမတွေ့တော့ဘူးဒါကြီးကထာဝရပြောင်းလဲနေတဲ့အရာဖြစ်သည့်အတွက်ကြောင့်ကျင့်တတ်เสียမတွေ့ဘူးအဲ့ဒါကိုညီငွေတယ်လို့ခေါ်တာနိဗ္ဗိနတိကျင့်တတ်เสียနှစ်သက်เสียရှာမတွေ့တော့ဘူးဝေဒနာပေါ်မှာလည်းပဲကျင့်တတ်เสียနှစ်သက်เสียရှာမတွေ့ဘူးတင်ညာပေါ်မှာလည်းပဲနှစ်သက်เสียကျင့်တတ်เสียရှာမတွေ့သင်္ခါရတွေပေါ်မှာဝိညာဏပေါ်မှာနှစ်သက်เสียကျင့်တတ်เสียမရှိမတွေ့တော့ဘူးဒါဝိပဿနာဉာဏ်ဖြစ်လာတာပြောဟောအပြည့်တည်မြင်လာတဲ့အခါမှာဝိပဿနာဉာဏ်အစဉ်စဉ်နဲ့ဖြစ်ပြီးတော့ညှင်းငွေလာတယ်နိဗ္ဗိနဝိရဇတိအဲ့ဒီလိုစိတ်ပြည့်ညှင်းငွေလာတဲ့အခါမှာရုပ်ပေါ်မှာတွေ့တာမှုတွေကင်းပြတ်သွားတယ်တွေ့တာမှုကိုကင်းပြတ်သွားတယ်ဆိုတာဒါ message ပေါ်တာကိုပြောတာဝိရာဂဝိမု ssati တွေ့တာမှုကင်းပြတ်သွားသည့်အတွက်ကြောင့်လွတ်မြောက်သွားတယ်ဘယ်ကလွတ်သွားတာလဲကိလေသာတွေကလွတ်သွားတယ်စိတ်ဟာကိလေသာတွေကလွတ်သွားတာအဲ့ဒါပြောတာပညာဝိမု tta ဆိုတာအသိပညာနဲ့လွတ်သွားတာနော်ဝိပဿနာဉာဏ်ပညာနဲ့အနေပြီးတော့မဲ့ပညာရောက်တယ်မဲ့ပညာနဲ့ကိလေသာတွေကလွတ်သွားတယ်အဲ့လွတ်သွားတဲ့အခါမှာဝိမု tta သမေဝိမု tta မိတိဉာဏဟောတိလွတ်သွားရင်လွတ်သွားပြီလို့ပြန်ပြီးတော့စဉ်းစားနိုင်တယ်အဲ့ဒီအချိန်မှာခုနပြောတယ်ကိုယ့်ရဲ့အခြေအနေတစ်ခုရရှိတာတဲ့တရားရဲ့ရလတ်ကိုဖော်ပြတာဒါရလိုက်တဲ့ဖြင့်သူသိလိုက်တာဗာသိတော့ခိနာဇာတိငါဘဝတာနောက်ဆုံးပဲနောက်ထပ်ငါမမွေးတော့ဘာလို့မမွေးတော့ဘူးသိတော့ဆိုရင်တွေ့တာမှုမရှိတော့လို့တွေ့တာမှုမရှိတဲ့ဟာဝိပဿနာဉာဏ်နဲ့တွေ့တာမှုတွေကိုဖျောက်လိုက်ပြီဖျောက်လိုက်သည့်အတွက်ကြောင့်ကံတွေကအလုံးမလုံးတော့ဘူးအလုံးမလုံးသည့်အတွက်ကြောင့်နောက်ဘဝငါမမွေးတော့ဘူးလို့ဆိုလို့တယ်သိသွားပြီဝ
ဝုဒိတမြမစရိယမဂ္ဂင်၈ပါးအကျင့်တရားကိုငါကျင့်သုံးလို့ပြီးသွားပြီကတံကရဏီယလှုပ်ရှားရှိတာတွေလှုပ်ပြီးသွားပြီနာပရံအိဋ္ဌတာယဒါအတွက်နောက်ထပ်ငါလှုပ်ရှားပါမရှိတော့ဘူးဒါကိုယ့်ကိုသိတာနော်တရားကျင့်လို့အဆုံးသတ်သွားပြီဆိုတာကိုသိတဲ့သဘောအဲ့ဒီလိုသိတာကိုပညာဝိမု ക്ത အသိပညာဖြင့်လွတ်မြောက်သွားတာကိုသိတာယန္နာပုဂ္ဂိုလ်ဖြစ်သွားတာကိုပြောအဲ့ဒီမှာမြတ်စွာဘုရားကပဋိစ္စသမုပ္ပါဒ်နဲ့ထပ်ပြီးတော့သူတိမကိုရှင်းအောင်ထပ်ပြီးတော့ဆက်ပြီးတော့မိတ်နေသူတိမစာတိကြောင့်အိုခြင်းသိခြင်းဖြစ်တယ်ဆိုတာသိလားမင်းမြင်သလားမြင်ပါတယ်အေးစာတိဆိုတာလေကံတရားဆိုတဲ့ဘဝရှိလို့စာတိဖြစ်တဲ့လို့ရောမင်းမြင်သလားမြင်ပါတယ်အဲ့ဒီကံတရားဟာလေဥပါဒဏ်ကြောင့်ဖြစ်တယ်အဲ့ဒီဥပါဒဏ်ကြောင့်ဟာလေတဏှာဖြစ်လို့ဖြစ်တယ်တဏှာကြောင့်ဖြစ်တယ်အဲ့ဒီတဏှာဟာလေဝေဒနာကြောင့်ဖြစ်တယ်ဝေဒနာဟာလေပဲအာရဏ6ပါးကြောင့်ဖြစ်တယ်အာရဏ6ပါးဟာနာယုတ်ကြောင့်ဖြစ်တယ်နာယုတ်ဟာလည်းပဲဝိညာဏကြောင့်ဖြစ်တယ်ဝိညာဏဟာသင်္ခါရကြောင့်ဖြစ်တယ်သင်္ခါရဟာအဝိဇ္ဇာကြောင့်ဖြစ်တယ်လို့မြင်မလားအကြောင်းတရားတွေဖြစ်မှုပဲရှိတယ်နော်ဒီထဲမှာငါဖြစ်တာတခုမှမရှိဘူးအကြောင်းနဲ့အကျိုးပဲဒါကြောင့်ကမ္မတ္တကာရကောနတ္ထိပြုလို့သူဆိုတာမရှိဘူးနော်ပြုလို့သူဆိုတာမရှိဘူးဝိပကတ္တသဝေရကောခံစားသူဆိုတာမရှိဘူးသုဒ္ဓဓမ္မပောတန္တိတဘာဝတရားတက်တက်ဖြစ်နေတာယုတ်တိနန္တိတက်တက်ဖြစ်နေတာအဲ့ဒီလိုမြင်မှဧဝံတံသမ္မထတနာဒီအမြင်ကသာလဲမှန်ကန်သောအမြင်ဖြစ်တယ်အဲ့တော့အကြောင်းတရားတွေရှိနေလို့အခုလိုအကျိုးတရားတွေဖြစ်တယ်အဲ့ဒီအတိုင်းပဲသာတိနိရောဓသရမရဏနိရောဓသာတိချုပ်မဲ့ဆိုရင်သရမရဏမဖြစ်တော့သာတိမှမရှိတော့ရင်သရမရဏဆိုတာမရှိတော့နော်ဘဝမရှိတော့ဘူးဆိုရင်ဇာတိဆိုတာမရှိဘူးဘဝရှိလို့ဇာတိရှိတယ်ဥပါဒံမရှိရင်ဘဝလည်းမရှိဘူးတဏှာမရှိရင်ဥပါဒံမရှိဘူးဝေဒနာမရှိရင်တဏှာမရှိဘူးနော်သလယရဏမရှိရင်ဝေဒနာမရှိဘူးနာယုတ်မရှိရင်သလယရဏမရှိဘူးဝိညာဏမရှိရင်နာမရူပမရှိဘူးသင်္ခါရမရှိရင်ဝိညာဏဆိုတာမရှိဘူးအဝိဇ္ဇာမရှိရင်သင်္ခါရဆိုတာမရှိဘူးဆိုတာမင်းမြင်မလားဆိုတော့မှန်မှမြင်ပါပြီဆိုပြီးတော့မြတ်စွာဘုရားထောက်ပြတယ်ကဲအခုမင်းတာတွေသိသွားပြီအဲ့တော့သိသွားတဲ့အခါမှာမင်းခုနတကူဖန်ဆင်းတာတွေပါလားဒီထဲမှာနော်တယောက်တည်းကနေအများကြီးဖြစ်လာတယ်အများကြီးကနေတယောက်တည်းဖြစ်တယ်မြေပေါ်လမ်းလျှောက်ပြတယ်မြေကြီးထဲမှာပုံငုတ်လိုက်ပေါ်လိုက်လို့ပြတာပါသလားတဲ့ဒီထဲမှာမပါပါဘူးဖေ။ဟောမင်းထေဝသောတာနဲ့အတန်နားထောင်တာပါလားတဲ့ဒီအသိရတာအဲ့ဒါတွေပါလားဆိုမပါပါဘူးဖေ။ဒါဖြင့်သူများစိတ်သိတာတွေရောပါလားမပါပါဘူးဖေ။မင်းဘဝဟောင်းတွေကိုသိတာရောပါလားမပါပါဘူးဖေ။ဒေဝစက္ခုနဲ့တရားဝါတွေသိနေတာဝိဖွာလာတာတွေကံတရားတွေပြုလုပ်တာတွေရောဒါတွေရောသိတာပါသလားမပါပါဘူးဖေ။ဒါဖြင့်အမတန်ငြိမ်းချမ်းတဲ့အာရုပဇာနေကိုမျက်မှောက်ပြုနေတာရောမင်းပါသလားမပါပါဘူးတဲ့ကဲ့တာနဲ့ဒီနေရာမှာဒီတရားတွေကိုဒီလိုထူးခြားတဲ့တရားတွေကိုမသိပဲနဲ့အခုလိုဖြစ်ဆိုတာဒါဘယ်လိုပြောမလဲမင်းအဲ့ဒါတွေမပါပဲနဲ့မင်းအခုသဘာဝတရားတက်တက်ကိုဖြစ်ဆိုတာအဲ့ဒါဘယ်လိုမှတ်မလဲဆိုအဲ့ဒီကြတော့မှသူတိမကရသော်ဘုရားရဲ့ခြေတော်ကိုဥခေါင်းနဲ့တိုက်ပြီးတော့ဣစေယောမံဗန္တိအစ္ဆကမယထဘာလံယထပုံလံယထဟုတလားတပည့်တော်ဟာမိုက်မဲလို့အပြစ်တစ်ခုကိုကျွလွန်မိပါတယ်တဲ့တပည့်တော်ဒီသာသနာပေါ်ဝင်လာတာဟာဓမ္မထေနကတရားခိုးမလို့စာပေကိုခိုးယူဖို့ဝင်လာတာဖြစ်ပါတယ်ရှင်ဘုရားရဲ့တရားတွေကိုခိုးယူဖို့တပည့်တော်ဝင်လာတာဖြစ်ပါတယ်အဲ့ဒီအပြစ်ကိုမြတ်စွာဘုရားတော့မကျွလွန်တော့ပါဘူးအဲ့ဒီအပြစ်အတွက်ရှင်ဘုရားခံယူတော့လက်ခံတော်မူပါလို့အပြစ်လို့လက်ခံတော်မူပါဆို
မြတ်စွာဘုရားကမနဲ့မင်းဟာမိုက်မဲတဲ့တယောက်ဓမ္မဝိနည်းကတရားကိုခိုးယူဖို့လာပြီးတော့ယဟန်ဝတ်တာဖြစ်တယ်အဲ့ဒီမှာလောကမှာဆိုလို့ရှိရင်တဲ့ခိုးဒီလိုမကောင်းမှုအကုသိုလ်လုပ်ပြီးတော့ခိုးယူတတ်တဲ့သခိုးသူများပစ္စည်းကိုခိုးယူလို့ရှိရင်တော့ဘုရင်တွေကပြစ်ဒဏ်ချလိုက်ရှိတယ်တဲ့ဒီကောင်ကိုလက်ပြန်ညှုပ်တုပ်ခေါင်းကိုပြောင်းအောင်ရိတ်ထက်စီကိုတီးပြီးတော့ယထာလမ်းမှာလမ်းစုံတစ်ခုကိုခေါ်ပြီးတော့တောင်စမုတ်တကားကနေထုတ်ပြီးတော့ခေါင်းဖြတ်သတ်စေလို့အဲ့ဒီလိုအမိန့်ချတယ်တဲ့သူများပစ္စည်းခိုးတယ်လို့ဆိုရင်အဲ့လိုအမိန့်ချတယ်တဲ့တော့အဲ့လိုအမိန့်ချခံရတယ်ပေါ့နော်အဲ့တော့အမိန့်ချခံရတယ်အေးမင်းဟာအခုလို့ဆိုရင်အဲ့ဒါမျိုးအမိန့်ချခံရမှာပဲအဲ့လိုအမိန့်ချခံရတဲ့ပုဂ္ဂိုလ်တယောက်ဟာဘလောက်ဒုက္ခရောက်မယ်ဆိုတာမင်းထင်သလားတဲ့မဒုက္ခရောက်ပါတယ်အေးအခုလို့တရားခိုးဖို့မင်းကြိုးစားတာဟာအဲ့ဒီတဲ့ဆိုးတယ်တဲ့နော်တိတ်ပုံဝင်ပြီးတော့တရားခိုးဖို့ကြိုးစားတာအပြစ်ကအဲ့ဒီတဲ့ကြီးတယ်တဲ့ဒါကြောင့်မို့လို့မင်းရဲ့အပြစ်ကိုငါတို့ကအပြစ်အနေနဲ့လက်ခံပါတယ်ကိုယ့်အပြစ်ကိုကိုသိပြီးတော့ဒီအပြစ်ကိုရှောင်တာအပြစ်ကိုထုတ်ဖို့ပြောဆိုတာတရားနိလန်အတိုင်းကုစားတာနောက်မလုပ်တော့ပါဘူးလို့ဝန်ခံတာဟာဒါအပြစ်ကလွတ်မြောက်ခြင်းပဲဖြစ်တယ်လို့မြတ်စွာဘုရားကဒီလိုမိတ်ရှိတယ်ဒါနဲ့ဒီသုတ်တန်ဟာဒီကုန်းချုပ်ထားတာဖြစ်တယ်နော်အဲ့ဒါသူတိမသုတ်ဆိုတာအစွမ်းတကိုးတွေမပါဘဲနဲ့ပညာဝိမု ക്ത ဆိုတာဒီအသိဉာဏ်တက်တက်နဲ့ကိလေသာကလွတ်ပုံဝိပဿနာတက်တက်နဲ့ကိလေသာကလွတ်ပုံကိုပြောပြတယ်ပညာဝိမု ക്ത ယဟန္တာအကြောင်းကိုဖော်ကျူးတဲ့သုတ်တန်ဖြစ်ပါတယ်တရားချက်ကသူတော်စင်ပြိဿပေါင်းတို့သူတိမသုတ်တန်မှာလာတဲ့အတိုင်းယဟန္တာဆိုလို့ရှိရင်တော်တော်များများတကိုးရှိမှယဟန္တာလို့ထင်နေတယ်ပညာဝိမု ക്ത ယဟန္တာတွေဆိုတာရှိတယ်လို့စိတ်ထဲမှာအသိပညာနဲ့သာလဲကိလေသာကလွတ်ဖို့အမတ္တမအရေးကြီးတဲ့အကြောင်းသိရှိနားလည်ပြီးတော့မိမိတို့ကိုယ်တိုင်အသိဉာဏ်ရအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းရှိတဲ့ချအရှင်ဖေယဘုရားတို့သည်ဓမ္မအသိဉာဏ်ရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအသိဉာဏ်ရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ကျင့်ပါပြုလုပ်ကြ၍အမတ္တဒါနဓမ္မဒါနတရားလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုကျိုးသေးလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဖို့ပါကကိုအမိအဖအဖိုးဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နာလောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏32ဘုံကျင့်ဤကုန်သောလုံးစုံများစွာတတ္တဝတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း